ငယ်ချင်းတို့ရဲ့ငါတို့ရဲ့အသက်နဲ့ခန္ဓာကိုစတေးခဲ့ပြီအခုတော့ဒီနိုင်ငံကိုမင်းတို့လက်ထဲအနံခဲ့ပါပြီအဲ့ဒီနေ့ကစနေနေ့1995ခုနှစ်မေလ10ရက်နေ့ပါအဲ့ဒီနေ့ကဒေလီမှာဖောင်းမောင်တွေနဲ့လေပြင်းတွေတိုက်ခတ်နေခဲ့တယ်ပူပြင်းတဲ့လေပူတွေကခန္ဓာကိုယ်တွေကရေဓာတ်တွေကိုအကုန်ဆုပ်ယူတော့မဲ့အတိုင်းပါပဲဒါပေမဲ့အဲ့ဒီအချိန်ကဒေလီမှာတခြားရာတစ်ခုလည်းဖြစ်နေခဲ့ပါလေဒေလီဟောင်းကဘဟာဒူရှာဇာဖာလန်ပေါ့ကဒေလီကိတ်အလွန်အခုခေတ်ခူနီတာဝါဆာနာကမိုလနာအာဆတ်စေကောလစ်ရှိတဲ့နေရာမှာကျူးစင်တစ်ခုရှိခဲ့ပါတယ်အဲ့ဒီမှာနိုင်ငံလွတ်လပ်ရေးအတွက်တဲပွဲဝင်နေတဲ့တော်လန်ကြီးသမားလီကိုကျိုးပေးတက်လိရှိပါတယ်အဲ့ဒီနေမှာလေဆရာကြီးအမီချန်ဆရာကြီးအဝဘီဟာရီနဲ့ဘိုင်ဘယ်မူကုန်းတို့ကိုကျိုးပေးဖို့ပြင်ဆင်နေကြပါတယ်ဒါပေမဲ့အဲ့ဒီဒေါ်လန်ဤသမား3ယောက်စလုံးရဲ့မျက်နှာမှာကြောက်ရွံ့မှုအရေးအယံလုံးဝမရှိခဲ့ပါဘူးသူတို့ရဲ့မျက်လုံးတွေထဲမှာတော့မကြခင်ထာဝရပိတ်သွားတော့မဲ့နိုင်ငံလွတ်လပ်ရေးအိမ်မက်တွေရှိနေခဲ့ပါတယ်မင်္ဂလာပါကျမဟာပရိကောပါဒီဒေါ်လန်ကြီးသမားတွေကဘသူတွေလဲပြီးတော့သူတို့ထဲကတယောက်ဖြစ်တဲ့ဘိုင်းပါမှုကွမ်းကဘာဖြစ်တယ်လေသူ့ကိုကျိုးပေးလိုက်လို့တနင်္ဂနွေလုံးဘာကြောင့်တော်တာထက်ခဲ့ကြတာလေရှက်နမန်ရဲ့ဒီအစီအစဉ်မှာဘာကက်ဆင်းလို့တော်လန်ကြီးသမားထောင်ပေါင်းများစွာကိုပေါ်ထွက်လာစေခဲ့တဲ့အဲ့ဒီအကြောင်းအရာကိုကြည့်ရှုလိုက်ပါ1910ခုနှစ်စက်တင်ဘာလ23ရက်နေ့ဒေလီမြို့နိုင်ငံရဲ့မြို့တော်ဖြစ်လာတာတစ်နှစ်ပဲရှိပါသေးတယ်ဘယင်ကန်ချုပ်လော့ထားတဲ့ဒေလီကိုရောက်လာပြီးချန်ဒနီချောင်းကရှစ်ကန်ဂုရုဒွါရာကနေဒူလီယာဝါလီကာထရာနာကိုဖျက်သွားချိန်မှာပုံနှလုံးပောက်ကွဲခဲ့ပါတယ်စီဒန်လဲလဲပွဲမှာရုတ်ရုတ်ကဲတဲ့ဖြစ်သွားပြီးလူတွေလေးထွက်ပြေးကုန်ကြပါတယ်ဘုံအပတူဖြစ်ခဲ့တာလေဆိုတာမသိရသေးပါဘူးဘယင်ကန်ချုပ်လော့ဟာရင်ဘာဖြစ်သွားလဲသူ့တေဆုံမှုကအင်္ဂလန်ဘရင်ဂျော့ဂျ်9စီကိုဘလို့သတင်းစကားပေးချင်တာလေဒီအဖြစ်ကိုခဏရပ်ထားပြီးပါကစ္စတန်မပေါ်ပေါက်သေးခင်ကအိန္ဒိယနိုင်ငံစီကိုတွားကြည့်ရအောင်1989ခုနှစ်ဂျေလန်ခရိုင်ကာရီယာလာရွာကဘိုင်မတူရာဓာတ်စီအိမ်မှာတာလီတယောက်မွေးဖွားခဲ့ပါတယ်နာမည်ကိုဘာလ်မူကွန်းလို့ပေးခဲ့တယ်ဘိုင်ဘာလ်မူကွန်းမွေးဖွားလာတဲ့မျိုးရိုးဟာကိုယ့်ရဲ့မူဝါလာတွေအတွက်အသက်ဆုံးရတဲ့အစင်းလာရှိတဲ့မျိုးရိုးဖြစ်ပါတယ်ဒီမျိုးရိုးထဲမှာပဲတီဗီဂူရူတက်ပဟာဒူဂျီနဲ့အတူချန်တနီချောင်းမှာအာဇာနည်ဖြစ်ခဲ့တဲ့ဘိုင်မတီတက်လည်းရှိခဲ့ပါတယ်ဘိုင်မတီတက်ဟာဂူရူရဲ့ချစ်လက်စွာတော့တပြီစပြီးပတ်ဆက်ကလည်းရန်ညာလို့ရွတ်ဆိုနေခဲ့တယ်သူကိုတတရုံနှစ်ခုကြားမှာထားပြီးလွှားနဲ့တိုက်ခတ်ထည့်ကြတာပါဒီလိုဆွန်လို့အနစ်နာခံမှုကြောင့်ဂူရုဂိုဘင်းစင်ဂျီကဒီမျိုးရိုးကလူတွေကိုဘိုင်ဆိုတဲ့ဘွဲကိုပြီးခဲ့တာပါဒီလိုဆွန်လို့အနစ်နာခံတဲ့မျိုးရိုးပါနေဘိုင်ဘာမူကုန်းမွေးဖွားလာခဲ့တာပါဒါတိမသေးပါဘူးဘာမူကုန်းမှာသူ့တဲ့30လီမီကြီးတဲ့ဘိုင်ပါရာမနန်ဆိုတဲ့ဝမ်ကွဲအကိုတယောက်လည်းရှိပါသေးတယ်သူကဂါဒါတော်လန်ရဲ့တီထောင်သူအဖွဲ့ဝင်တယောက်ပါဆိုလိုတာကဘာမူကုန်းဟာတော်လန်ကြီးမိသားစုကနေဝီဖွားလာတာပါဘိုင်ပါရာမနန်နဲ့သူဟာယူရာကတခြားကလေးတွေနဲ့မတူပဲစာဖတ်တာကိုဝါဒနာပါကြပါတယ်သူဟာအားဖောင်းမှလည်းစိတ်ဝင်စားမှုရှိပြီးအမြဲတမ်းခိတ်ဆုံးကနေပါဝင်နေပါတယ်ရွာနီးမှာချောင်းငယ်လေးအခုရှိပြီးမိုးရသည်မှာတော့အဲ့ဒီချောင်းဟာမြစ်တဆင်းလို့ဖြစ်သွားတတ်ပါတယ်အဲ့ဒီချောင်းကိုဖျက်ကူးဖို့ဆိုတာကျွမ်းကျင်တဲ့ရေကူးသမားတွေအတွက်တောင်မလဲကူတဲ့အလုပ်တစ်ခုပါအဲ့ဒီချောင်းဘေးမှာတက်စီရန်လို့ခေါ်တဲ့ရတိတပါးနီးထိုင်ပါတယ်သူဟာတခြားရက်တွေနဲ့မတူပဲထူခြားသူပါတကယ်တော့တက်စီရန်ဟာချမ်းသာတဲ့မေရှင်မိသားစုခဖင်းသက်လာသူဖြစ်ပေမဲ့အဲ့ဒီချောင်းဘေးကဂူထဲမှာပဲနေထိုင်ခဲ့ပါတယ်မဟာရိရှိဒိုင်ယနန်ဆာရက်စဝတီရဲ့တွန်တင်ချစ်တီကိုကဘောကြတဲ့အဲ့ဒီရက်တွေဟာရွာထဲမှာရံပွဲတွေဖြစ်ရင်ချက်ချင်းတွားရောက်ပြီးတရားမျှတမှုဘက်ကရက်တီပေးလိရှိပါတယ်ဒါကြောင့်ပဲသူကိုမဟာရာဂျာလို့လူသိနေရလာခဲ့ပါတယ်မဟာရာဂျာဟာ British အောက်ချုပ်ရေးကိုစန့်ကျင်သူဖြစ်ပါတယ်သူဟာကိုကာယကြန့်ခိုင်မှုအတွက်လေ့ကျင့်ခန်းတွေနဲ့အားကစားတွေကိုစနစ်တကျလေ့ကျင့်ပေးလေတင်တန်းကျောင်းတစ်ခုကိုဖွင့်လှစ်ခဲ့ပါတယ်။ British တွေကိုစန့်ကျင်တဲ့စိတ်သက်ဟာသူ့ရင်ထဲမှာအမြဲရှိနေခဲ့ပြီးအရွယ်ရောက်လာတဲ့အခါလာဟောမြို့က DAB College မှာပညာသင်ကြားဖို့တွန်းခဲ့ပါတယ်။ Maharishi Dayanand Saraswati နဲ့ Arya Samaks တို့ရဲ့လက်လက်ရည်လှူရှာမှုတွေကြောင့်အဲ့ဒီမှာကျောင်းသားအများအပြားဟာအရင်ကတည်းကရှိနေကြတာဘိုင်းပေါင်းမကုန်းဟာလေလာဟိုးမြို့က GAV College မှာပဲပင်ကြားပြီးဖွဲ့ရရှိခဲ့ပါတယ်။အဲ့ဒီနောက်ဆရာတယောက်ဖြစ်ဖို့ရည်ရွယ်ချက်နဲ့ BTC စာမေးပွဲကိုလည်းအောင်မြင်ခဲ့ပါတယ်။1930ခုနှစ်ရဲ့ BTC စာမေးပွဲအောင်စရင်မှာသူဟာအဆင့်3ရရှိခဲ့ပါတယ်။ဘိုင်းပါရမနန်ဟာလွတ်လပ်ရေးလှုပ်ရှားမှုမှာကိုယ်တိုင်ပါဝင်နေသူဖြစ်ပြီးဘိုင်းဘာမကွန်းအပေါ်မှာလေအဲ့ဒီလွှမ်းမိုးမှုလေအများကြီးရှိခဲ့ပါတယ်။ဘိုင်းဘာမကွန်းဟာအာရီယဆာမချီရဲ့ခေါင်းဆောင်3ဦးဖြစ်တဲ့ Master Army Chan လာလာဟာဒါယယ်နဲ့
ESP Harry Boston နဲ့ပြည်စုံပြီးနောက်မှာတော့တော်လန်ရေးသမားကြီးဟောက်ဖြစ်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာပိုင်းပါမှုကွန်းဟာအလုပ်တစ်ခုရရှိထားပေမဲ့လွတ်လပ်ရေးအတွက်စိတ်အားထပ်ဖက်လွတ်လာကြောင်းအဲ့ဒီအလုပ်ကနေနှုတ်ထွက်စာတင်ခဲ့ပါလေ။အဲ့ဒီအခါမှာသူ့ရဲ့အကိုဖြစ်သူဂျေရန်ဒက်စ်ကစိုးရိမ်စိတ်နဲ့ပါမှုကွန်းကိုရမ်ယာခီလက်ခေါ်တဲ့လှပပြီးရင်ကျေးတဲ့မင်းကလေးတဦးနဲ့လက်ထပ်ပေးခဲ့ပါတယ်။ဒါပေမဲ့အင်းနောင်ကြပြီးနောက်မှာလည်းဘိုင်ပါမှုကွန်းရဲ့တော်လန်ကြီးစိတ်သက်ဟာပျော်ပါမသွားပဲအာဝက်ဘီဟာရီနဲ့အတူတော်လန်ကြီးစာပေတွေကိုအာတတရောပြုစုခဲ့ပါတယ်။အဲ့ဒီစာပေတွေကိုနေရာအနှံ့ဖြန့်ဝေခဲ့သလိုဘုံညွန့်နီတွေကိုလည်းလေးလားတင်ယူခဲ့ပါတယ်။လွတ်လပ်ရေးတိုက်ပွဲမှာအချင်းပြပါဝင်နေရတာကြောင့်ဇနီးဖြစ်သူနဲ့အတူနေထိုင်ဖို့အချိန်သိမရခဲ့ပါဘူး။အဲ့ဒီအချိန်ဟာဘင်းကြီးဂျော့စ်နာဆတ်မြောက်နဲ့မိဖုရားကြီးမေရီတို့အိန္ဒိယကိုလာရောက်လေပတ်တဲ့အချိန်လည်းဖြစ်ပါတယ်။သူတို့ကိုကြိုးဆိုဖို့အတွက်ဒေလီမြို့မှာခနာတဲ့အခမ်းအနားတစ်ခုကိုပြင်ဆင်ထားခဲ့ပါတယ်။သူတို့နှစ်ဦးကိုအိန္ဒိယရဲ့ဧကရာ့နဲ့ဧကရီအဖြစ်ချင်းညာဖို့ပြင်ဆင်နေကြတာပါ။အဲ့ဒီအခမ်းအနားပြီးမှဘရင်ကန်ချိုလော့ဟာဒင်ဟာဒေလီမြို့တွေကိုလှည့်လည်ဖို့စီစဉ်ထားပါတယ်။အဲ့ဒီလှည့်လည်ပွဲရဲ့လုံခြုံရေးအတွက်ဗြိတိရှာတွေဟာအစွမ်းကုန်ပြင်ဆင်ထားခဲ့ပါတယ်။ CID အဖွဲ့ဝင်အများအပြားဟာရက်သက်ပေါင်းများစွာကြိုတင်ပြီးဒေလီတစ်ဖြူလုံးမှာဖြန့်ကျက်ထားခဲ့ပါတယ်။လှည့်လည်တဲ့နေ့မှာလည်းလုံခြုံရေးကိုအထူးတင်ကျက်ထားခဲ့ပါတယ်။ရဲမှုနှစ်ဦးဒုတိယရဲမှုနှစ်ဦးတက်ချက်ကြီး9ဦးရဲအုပ်85ဦးနဲ့မြင်းကြီးရဲ့35ဦးတို့ကိုလုံခြုံရေးအတွက်ချထားခဲ့ပါတယ်။ဒါအပြင်တစ်စစ်တကြိမ်မြောက်လန်ဆာတပ်ရင်တစ်ခုလုံးကိုလည်းတပ်ချန်ထားခဲ့ပါတယ်။နိုင်ငံလူလက်ယူအစက်အားထက်တန်သူတွေကဒါကိုလက်မခံနိုင်ခဲ့ကြပါဘူး။ဘသူကဘလောက်ပဲရှိပြပါစေနိုင်ငံရဲ့ဘရင်ဟာဒီအမီအိန္ဒိယရဲ့ဝန်ကြတဲ့ကနေမွေးဖွားလာသူပဲဖြစ်ရမယ်ဆိုတဲ့မဟာရိရှိတန်ယန်နန်ဂျီရဲ့စကားကိုသူတို့သဘောတူခဲ့ကြပါတယ်။လူလက်ရေးတိုက်ပွဲဝင်သူတွေဟာဂျော့ချ်ပင်စမမြောက်ကိုတုံ့ပြန်ဖို့အတွက်တယောက်ပြီးတယောက်ဒေလီမှာစုရုံးခဲ့ကြပါတယ်။စီစဉ်ထားတာကတော့စီဒန်လက်လေပွဲမှာဘရင်ကန်ချုပ်လော့ဟာဒင်ကိုပုံနဲ့ပြပောက်ဖို့ပါ။ပိုင်းဖာမိုကွန်ဘာဆန်ကူမာပက်တဝက်အာဝက်ဘီဟာရီမာစတာအာမီချန်ယတ်ဘီဟာရီပေါ့စတဲ့သူတွေအားလုံးဒေလီမှာရှိနေခဲ့ကြပါတယ်။လော့ဟာဒင်နဲ့ရင်တန်းဟာချန်ဒနီချောင်ကဒူလီယာဝါလီခါထရာအနီကနေဖက်တန်းသွားချိန်မှာဘုံနှလုံးပောက်ကွဲခဲ့ပါတယ်။ဘုံဒီကိုအမျိုးသမီးလူအုပ်ထဲကနေပြစ်ပေါက်ခဲ့တာပါ။ဘုံပစ်သူနှစ်ယောက်စလုံးဟာဘာကာဝတ်စုံဝတ်ထားကြပါတယ်။အနှဲငယ်လွဲချော်သွားလို့ဘရင်ခိုင်းချုပ်လော့ဟာဒင်ဟာတေဘေးကနေတီတီလေးလွတ်မြောက်ခဲ့ပေမဲ့ဒဏ်ရာရရှိခဲ့ပါတယ်။ဒီဖုံခွဲမှုမှာဘာဆန်ကူမပေဝတ်အပြင်ဘိုင်းဘာမှုကွန်လေးပါဝင်ခဲ့ပြီးလူအုပ်ထဲကနေဖုံဖြစ်ပြီးထပ်ပြေလွတ်မြောက်သွားခဲ့ပါတယ်။ဘာမှုကွန်ဟာဖျင်ငံချုပ်လွတ်မြောက်သွားတဲ့အသက်အလွန်ဝမ်းနည်းခဲ့ပါတယ်။ဒါကြောင့်သူဟာသူ့ဇနီးကိုဘိုင်းပါရာမာနန်ရဲ့မိသားစုစီမှာထားခဲ့ပြီးဂျော့ပူမန်ဘာရီရဲ့ဆရာအဖြစ်တွားရောက်လုပ်ကင်ခဲ့ပါတယ်။နောက်ထပ်အစီအစဉ်ကတော့ Lord Hardin ဒီကိုတစ်ချိန်ချိန်မှရောက်လာမှဖြစ်ပြီးအနီးကပ်ဘုံပစ်ပြီးမပြီးတဲ့အလုပ်ကိုအဆုံးသတ်ဖို့ပါချန်ဒနီချောင်ဘုံခွေမှုရဲ့နောက်ွယ်မှာဘသူရှိလဲဆိုတာကိုရဲလီကအချိန်အတော်ကြာအောင်မသိခဲ့ကြပါဘူးဒါပေမဲ့နောက်ဆုံးကတော့1914ခုနှစ်ဖေဖော်ဝါရီ16ရက်နေ့မှာသူတို့ကိုဖမ်းဆီးနိုင်ခဲ့ပါတယ်သူတို့အားလုံးဟာ1912ခုနှစ်ကချန်ဒနီချောင်မှာ Lord Hardin ကိုပုံနဲ့ပစ်ထည့်တယ်လို့ဆွဆွဲခံခဲ့ရပါတယ်သူတို့ပေါ်ပြမှုမထင်ရှားပေမဲ့ဗြိတိရှ်အစိုးရကတန်တရားပေါ်အခြေခံပြီးသူတို့ကိုကျူးမင်ပေးခဲ့ပါတယ်1995ခုနှစ်မေလ10ရက်နေ့မှာမာစတာအာမီချန်ဘိုင်ဘာမူကိုနဲ့မာစတာအာဝတ်ဘီဟာရီတို့ကိုကျူးပေးကွပ်မျက်ခဲ့ပါတယ်နောက်တနေ့မေလ9ရက်နေ့မှာတော့အမ်ဘလာမှာဘာဆန်ကူမာဘီဝတ်ကိုလည်းကျူးပေးခဲ့ပါတယ်ဒီမမျော်လင့်ပဲကျိုးပေးခံရမှုဟာတိုင်းပြည်သူပြည်သားတွေကိုဒေါသထွက်စေခဲ့ပြီး British တွေအပေါ်မုန်းတီးမှုပိုတိုးလာစေခဲ့ပါတယ်ဒီဇလားမှာနာကျင်စရာတစ်ခုကြံပါတယ်တဲ့ဘိုင်ဘာမှုကွန်ရဲ့ဇနီးရညာခီကသူမခင်ပွန်းရဲ့ရုပ်အလောင်းကိုပြန်ပေးဖို့တောင်းဆိုခဲ့ပြီးမြဲဗြိတိရှ်အစိုးရကရုပ်အလောင်းကိုပြန်မပေးခဲ့ပါဘူးအဲ့ဒီနေ့ကစပြီးရညာခီဟာအစာနဲ့ရေကိုဖျက်ခဲ့ပြီး18ရက်မြောက်နေ့မှာသူမလည်းကွယ်လွန်သွားခဲ့ပါတယ်ဘိုင်ဘာမှုကွန်ဟာဒေးလီပူပေါင်းကန်စီမှုမှာကြိုးပေးခံရတဲ့အဓိကတော်လန်ရေးသမားတွေထဲကတဦးဖြစ်ပါတယ်သူဟာအာရီယာဆာမတ်ရဲ့လီဂျီမူအောက်ကထွက်ပေါ်လာတဲ့ထူးခြားတဲ့စစ်တေတော်တဦးပါဘိုင်ဘာမူကွန်မာစတာအာမီချန်မာစတာအာဝဘီဟာရီနဲ့ဘာဆန်ကူမဘစ်ဆွာစတိုရဲ့အသက်ပေးလူမှုကိုအာရီယာဆာမတ်ကအချင်းချင်းကာရဝတ်ပြုအပ်ပါတယ်